လို့ပေါ့နော်ဒါပေမဲ့ရှင်ပုံပြည့်ဒီနေ့တင်ထားတဲ့ post ရယ်ပြီးလို့ရှိရင်သူပြောတဲ့စကားတွေရယ်ဒီအရန်ချိုင်းလုံးလို့မတဲ့ဒီဟာကိုတင်ရတာပါဒီဟာကိုဒီဗီဒီယိုရိုက်ရတာပါဆိုတော့ညီမနဲ့သူနဲ့လမ်းခွဲထားရသည်73ရက်နေ့မှာလမ်းခွဲလိုက်တာပါဧပြီ73ရက်နေ့မှာလမ်းခွဲလိုက်တာပါ12ရက်နေ့ညနေမှာညီမအိမ်ပေါ်ကနေသူဆင်းပြီးတော့မှသူအိမ်ကိုသူပြန်သွားတာပါပြီးတော့မတဲ့နဲ့သူနဲ့စပြီးတော့မှသူနဲ့စပြီးတော့အတူတူနေဖြစ်သွားတယ်ဆိုတာသူ2024 6လပိုင်း25ရက်ကသူအိမ်ပေါ်ကဆင်းလာတယ်အိမ်ပေါ်ကဆင်းလာပြီးရဲ့အချိန်မှာပတ်စံလက်ထဲမှာတပြားမှမပါဘူးပတ်စံတပြားမှမပါဘူးပြီးတော့သူအိမ်ကိုမပြန်ချင်ဘူးသူကသူတိုက်ခန်းငှားပြီးတော့မှနေမယ်အခန်းရှာပေးပါအခန်းရှာမယ်ဆိုပြီးတော့အခန်းတူတူရှာပေးတယ်သူ့မှာပေးဖို့အတွက်ပတ်စံတပြားမှမရှိဘူးပတ်စံတပြားမှမရှိဘူးသူ့မှာသူလုံးဝအိမ်ပေါ်ကဆင်းလာတဲ့အချိန်မှာတက်စီခတောင်သူ့မှာပါမလားဘူးဆိုတော့ဟိုတယ်မှာနေရဒီအိမ်မငားခင်စက်ကြားပေါ့နော်တစ်ပတ်လောက်မှာဟိုတယ်မှာနေရစားတယ်တောက်တယ်အဲ့ဒါကြီးအကုန်လုံးညီမပတ်စံနဲ့ပဲရှင်းခဲ့တယ်ညီမပဲပေးခဲ့တာပါပြီးတော့သူအိမ်ငားမယ်ဆိုပြီးပြောတဲ့အချိန်မှာညီမအိမ်ရှာတယ်အိမ်ရှာပြီးတော့အိမ်ရသွားတဲ့အချိန်မှာသူအိမ်စာချုပ်ချုပ်ဖို့အတွက်လက်ထဲမှာပတ်စံတပြားမှရှိမနေဘူးသူ့အကူကဘန်ကောက်မှာသူ့ကိုစီမှာသူအပ်ထားတဲ့ပတ်စံရှိရပေါ့နော်သူ့ကိုကဘန်ကောက်မှာဒါကတော့မိတဲ့ဖက်ကဘာမှမပြောတော့ဘဲနဲ့အကုန်လုံးဒီတိုင်းအေးအေးဆေးဆေးလေးပြီးသွားမလို့ပေါ့နော်ဒါပေမဲ့ရှင်ပုံပြည့်ဒီနေ့တင်ထားတဲ့ post ရယ်ပြီးလို့ရှိရင်သူပြောတဲ့စကားတွေရယ်ဒီအရန်ချိုင်းလုံးလို့မိတဲ့ဒီဟာကိုတင်ရတာပါဒီဟာကိုဒီဗီဒီယိုရိုက်ရတာပါဆိုတော့ညီမနဲ့သူနဲ့လမ်းခွဲထားရသည်73ရက်နေ့မှာလမ်းခွဲလိုက်တာပါဧပြီ73ရက်နေ့မှာလမ်းခွဲလိုက်တာပါ12ရက်နေ့ညနေမှာညီမအိမ်ပေါ်ကနေသူဆင်းပြီးတော့မှသူအိမ်ကိုသူပြန်သွားတာပါပြီးတော့မတဲ့နဲ့သူနဲ့စပြီးတော့မှသူနဲ့စပြီးတော့အတူတူနေဖြစ်သွားတယ်ဆိုတာသူ2024 6လပိုင်း25ရက်ကသူအိမ်ပေါ်ကဆင်းလာတယ်အိမ်ပေါ်ကဆင်းလာပြီးရဲ့အချိန်မှာပတ်စံလက်ထဲမှာတပြားမှမပါဘူးပတ်စံတပြားမှမပါဘူးပြီးတော့သူအိမ်ကိုမပြန်ချင်ဘူးသူကသူတိုက်ခန်းငှားပြီးတော့မှနေမယ်အခန်းရှာပေးပါအခန်းရှာမယ်ဆိုပြီးတော့အခန်းတူတူရှာပေးတယ်သူ့မှာပေးဖို့အတွက်ပတ်စံတပြားမှမရှိဘူးပတ်စံတပြားမှမရှိဘူးသူ့မှာသူလုံးဝအိမ်ပေါ်ကဆင်းလာတဲ့အချိန်မှာတက်စီခတောင်သူ့မှာပါမလားဘူးဆိုတော့ဟိုတယ်မှာနေရဒီအိမ်မငားခင်စက်ကြားပေါ့နော်တစ်ပတ်လောက်မှာဟိုတယ်မှာနေရစားတယ်တောက်တယ်အဲ့ဒါကြီးအကုန်လုံးညီမပတ်စံနဲ့ပဲရှင်းခဲ့တယ်ညီမပဲပေးခဲ့တာပါပြီးတော့သူအိမ်ငှားမယ်ဆိုပြီးပြောတဲ့အချိန်မှာညီမအိမ်ရှာတယ်အိမ်ရှာပြီးတော့အိမ်ရသွားတဲ့အချိန်မှာသူအိမ်စာချုပ်ချုပ်ဖို့အတွက်လက်ထဲမှာပတ်စံတပြားမှရှိမနေဘူးသူ့အကူကဘန်ကောက်မှာသူ့ကိုစီမှာသူအပ်ထားတဲ့ပတ်စံရှိရပေါ့နော်သူ့ကိုကဘန်ကောက်မှာရိုက်ကူးရေးသွားနေလို့ပြန်လာတဲ့အချိန်ကြလို့ရှိရင်ဒီအိမ်စာချုပ်ချုပ်ထားတဲ့ပတ်စံကိုသူပေးပါမယ်ဆိုပြီးမှညီမကိုပြောပါတယ်အဲ့ချိန်မှာညီမဒီတီတာရွှေဆိုင်မှာညီမရွှေလက်စွပ်တစ်ချက်သားကိုတွားရောက်ပြီးတော့မှညီမဒီအိမ်ကိုစာချုပ်ချုပ်ပေးပါတယ်အိမ်စာချုပ်ချုပ်တဲ့အချိန်မှာတစ်လကို6သိန်းနဲ့အိမ်က6လပွဲစားက1လပြီးတော့deposit က